အခုလက်ရှိပေါ့နော်ပြန်တဲ့နေတဲ့ဒီဗီဒီယိုနဲ့ဒီသတင်းတွေမှာရေးထားသလိုပေါ်ပြထားသလိုပေါ့နော်အဲ့ case ကအဲ့ဗီဒီယိုထဲမှာဖြစ်တဲ့ဟာဒီ sexual assault လည်းမဟုတ်ဘူး raping case လည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးရှင်းပြပါမယ် Okay အဲ့ Patricia ရဲ့ statement ကိုအခု support လုပ်ပါတယ်ဘာမှ sexual assault တို့ဒီလို raping တွေလုံးဝမဖြစ်ခဲ့တာမရှိသလိုပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေတာတွေ့ရတယ်အဲကိုရိုနီယောက်ကဒီ working relationship all good yeah all good so ဒီလိုခုနပြောသလိုပဲဒီဘာပဲတော့ရောက်ပါတယ်ဘယ်ရောက်ပါလဲဟိုကလေဟိုကိစ္စဗီဒီယိုကိစ္စokay အဲ့တော့ဒီအကိုရိုနီယောက်ကလည်း working relationship ကလည်း very good right အဲ့တော့ပြောချင်တာရှေ့လျှောက်လည်းအကိုတို့ဒီ project တွေလုပ်နေတာရှိတယ်ရှေ့လျှောက်လည်းဒီလိုမျိုး project တွေဖွက်ဖို့လေးရှိတယ်ဒါပေမဲ့အခုလောလောဆယ်ပြန့်နေတဲ့သတင်းတွေအကိုက rape လုပ်ပါတယ်အကိုကခုနလိုပဲဒီကနေ့ဟိုဖမ်းထည့်ထားပါတယ်ဆိုတော့ဟုတ်လားဖမ်းထည့်တာဟုတ်လားဖမ်းထည့်ထားပါတယ်ဆိုတဲ့ဟာတွေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းကိုဒီဗီဒီယိုကနေပြောချင်ပါတယ်ပြီးတော့ဒီလိုမျိုးအဲ့လို false accusation တွေ false news တွေဆက်ပြီးတော့တင်မဲ့ media တွေပဲဖြစ်ဖြစ်ဒီpersonal account တွေပဲဖြစ်ဖြစ်နောက်ပိုင်းဒီဗီဒီယိုနောက်ပိုင်းမှာအကိုတို့ဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်အကိုတို့ဘက်ကတရားစွဲပါမယ်ခုနလိုပဲအကိုတို့ဘက်ကတကယ်တမ်း working relationship ရှိတယ်နှစ်ယောက်စလုံးကလည်းတကယ်တမ်း working together ဖြစ်တယ်ရှေ့လျှောက်လည်းအကိုတို့ဗီဒီယိုတွေဆက်ထွက်ဖို့လည်းရှိတယ်အဲ့တော့စောင့်မျှော်ပေးပါ